ပြပါဆိုတာဒီနေ့ city လေးလက်ပြမှာဖြစ်ပါတယ်။ဒီဆုံး city လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ပေါ့နော်။မသိရရှိရင် comment ထဲမှာမေးခဲ့လို့ရပါတယ်။ဒီဆုံး city လေးတို့က menu လေးတွေဝင်မယ်ပြီးတော့ရှင်ဒီက props လေးကိုနှိပ်ပါမယ်ပြီးတော့ရှင်ဒီမှာ search by props id လေးကိုနှိပ်ပါမယ်။အဲ့မှာဆိုလို့ရှိရင် city လေးကအခု id လေးကိုပြင်ပြပါမှာဖြစ်ပါတယ်။ id လေးကတော့4 2 1 6 5 6 135 495 19ဖြစ်ပါတယ်ပြောလို့ရှိရင် city လေးတို့ဒီက okay လေးကိုနှိပ်ပါမယ်ပြောလို့ရှိရင်ဒီမှာ Korean single house ဆိုလို့ရှိရင်ဒီက download လေးနှိပ်လို့ရပါပြီနှိပ်ပါချင်ဒီမှာကြည့်ကလေးနှိပ်ပါမယ်ပြီးရင်ခဏလေးစောင့်ပါပဲပေါ့နော်အခု city တို့ကြည့်နေမှာแต่ city လေးတို့ရောက်ပါပြီပေါ့နော်ဒီအားကြတော့ဗာလဲ single အိမ်ပေါ့နော်ဒါအခန်းပြီးတော့ရှင်ဒီကမီးဖို့ကြောင့်ဖြစ်ပါတယ်ပြီးတော့ရှင်ဒီနေရာကျတော့ရှေ့ချိုးကန်းလေးပေါ့နော်နေရာလေးကတော့တကယ်မိုက်ပါတယ်ချက်စည်းရိုးလေးနဲ့လည်းကာထားဖြစ်ပါတယ်ပြီးတော့ရှင်ဒီမှာဆိုလို့ရှင်လည်းရှိပါတယ်ဒါကြတော့အိမ်သာတက်တဲ့အခန်းပေါ့အိမ်သာတက်တဲ့နေရာပြီးဒီမှာရှေ့ချိုးတဲ့နေရာပြီးဒီမှာမျက်နှာတက်ဘာလုပ်တဲ့နေရာပေါ့နော်ပေါ့ရှင်ဒီမှာလည်းဖက်နှက်စင်ပေါ့နော်အပေါ်မှာသွားကြည့်လိုက်လို့ရှင်ဘာလေးတွေ့မှလဲဆိုတော့မှန်ရဲဒီမှာစာလုပ်တဲ့နေရာရဲဒီမှာအဲ့တဲ့နေရာရဲတွေ့မှာပဲပေါ့နော်ဒီမှာဆိုရင်အပြင်မှာပဲပေါ့နော်အပြင်မှာရောက်နေရဖြစ်ပါတယ်အခုကတော့ city တို့ကပြီးသွားပြီပေါ့နော် city ရဲ့ channel လေးကိုလည်းအားလုံးကြည့်စုပြုပြီးတော့ကြည့်ပေးတဲ့အတွက်အားလုံးလည်းကျေးဇူးတင်ပါတယ် like and subscribe လေးလည်းလုပ်ခဲ့ပေးပါအောင် comment ထဲမှာလည်းမသိတာရှိရင်လည်းမေးချင်တာရှိရင်လည်းမေးခဲ့ပါ city reply ပြပေးပြမယ်